မိတ်ဆွေတို့ရေဒီနေ့ကျွန်တော်တို့ဟာကမ္ဘာသမိုင်းရဲ့အမောင်မိုက်ဆုံးကာလတွေထဲကတစ်ခုဖြစ်တဲ့ဒုတိယကမ္ဘာစစ်အတွင်းပိုလန်နိုင်ငံရဲ့မယုံနိုင်စရာရှုပ်ဝက်ချက်တွေကိုဖော်ထုတ်သွားမှာဖြစ်ပါတယ်။ပိုလန်ဆိုတာစစ်ပွဲရဲ့အရှိတကာဝမှာတည်ရှိခဲ့ပြီးဂျာမန်နဲ့ဆိုဗီယက်နှစ်ပတ်စလုံးကနေအပြင်းထန်တိုက်ခိုက်ခြင်းခံခဲ့ရတဲ့နိုင်ငံပါ။ဒါပေမဲ့ဒီလိုအခြေအနေဆိုးတွေကြားထဲကနေပိုလန်လူမျိုးတွေဘယ်လိုရဲရဲဝံ့ဝံ့ခုခံကာကွယ်ခဲ့ကြလဲဆိုတာကိုလူအနည်းငယ်ပဲသိကြပါတယ်။ဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာတွေကမိတ်ဆွေတို့ရဲ့အစိတ်ကိုလှုပ်ရှားစေမှာသိကြပါတယ်။စစ်ပွဲရဲ့အစားပိုင်းကိုပြန်သွားရအောင်1999နှစ်စက်တင်ဘာလ1ရက်နေ့မှာဂျာမန်တွေပိုလန်ကိုကျူးကျော်ခဲ့ပြီးဒုတိယကမ္ဘာစစ်ကြီးစတင်ခဲ့ပါတယ်။ပိုလန်နိုင်ငံသားတွေဟာရက်စက်ကြမ်းကြုတ်တဲ့သိမ်းပိုက်မှုအောက်မှာနေထိုင်ခဲ့ရပြီးလူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ကြပါတယ်။ဒါပေမဲ့ပိုလန်နိုင်ငံသားတွေဟာလက်နက်ချအရှုံးမပေးခဲ့ပါဘူး။သူတို့ဟာမြေအောက်လှုပ်ရှားမှုတွေအစိုးရရှုပ်ဝက်ချက်တွေနည်းပညာတွေနဲ့အမခန့်နဲ့ရဲစွမှုတွေနဲ့ပြန်လည်တိုက်ခိုက်ခဲ့ကြပါတယ်။ပထမဆုံးရှုပ်ဝက်ချက်ကတော့အနင်မာကုတ်ကိုဖော်ထုတ်ခဲ့တဲ့ပိုလန်ရဲ့ဉာဏ်ကြီးရှင်ပညာရှင်တွေအကြောင်းပါကမ္ဘာပေါ်မှာလူအများစုက British တွေအနင်မာကုတ်ကိုဖော်ထုတ်ခဲ့တယ်လို့သိထားကြပါတယ်။ဟုတ်ပါတယ် British တွေဟာအနင်မာကုတ်ကိုစစ်ပွဲအတွင်းအဓိကဖော်ထုတ်နိုင်ခဲ့ကြတာပါ။ဒါပေမဲ့သူတို့မတိုင်ခင်အနှစ်80လောက်အစောပိုင်းမှာအနင်မာကုတ်ရဲ့နက်နဲမှုကိုစတင်ဖော်ထုတ်ခဲ့သူတွေကပိုလန်လူမျိုးတွေပဲဖြစ်တယ်ဆိုတာကိုလူသိနေပါတယ်။1930လူနှစ်တွေမှာဂျာမနီဟာအနင်မာလို့ခေါ်တဲ့စက်တလုံးကိုအသုံးပြုပြီးသူတို့ရဲ့စစ်ရေးရှုပ်ဝက်ချက်တွေကိုလဲလွယ်နေခဲ့ပါတယ်။ဒီစက်ကထုတ်တဲ့စာဝက်ကုတ်တွေကိုဖော်ထုတ်ဖို့ဆိုတာမဖြစ်နိုင်လောက်အောင်ခက်ခဲပါတယ်။ဒါပေမဲ့ပိုလန်ရဲ့ Cypher Bureau က Marian Rejewski, Georgi Rozeski နဲ့ Henryk Zygarski ဆိုတဲ့ပညာရှင်3ဦးကိုဒီကိစ္စအတွက်တာဝန်ပေးခဲ့ပါတယ်။ဒီလူငယ်ပညာရှင်3ဦးဟာသူတို့ရဲ့ဉာဏ်ကြီးဉာဏ်သွေးနဲ့စိတ်သက်ကြံ့ခိုင်မှုတို့ကြောင့်အနင်မာစစ်ရဲ့ရှုပ်ဝက်ချက်တွေကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။သူတို့ဟာအနင်မာဆက်ကိုပြန်လည်တည်ဆောက်ခဲ့ရစီမကစာဝက်ကုတ်တွေကိုနေ့စဉ်နဲ့အမျှဖော်ထုတ်နိုင်ဖို့ဘုံပါလို့ခေါ်တဲ့ရှုပ်ဝက်ဆက်တလုံးကိုလည်းတည်ထွင်ခဲ့ကြပါတယ်။ဒီလိုနည်းပညာတွေနဲ့ဖော်ထုတ်ထားတဲ့အချက်အလက်တွေကိုစစ်ကြီးမဖြစ်ခင်1999နှစ်မှာ British နဲ့ပြင်သစ်ထောက်လှမ်းရေးတွေကိုပေးအပ်ခဲ့ပါတယ်။ဒီအချက်အလက်တွေကြောင့်ပဲနောက်ပိုင်းမှာ British တို့အနင်မာကိုအပြည့်အဝဖော်ထုတ်နိုင်ခဲ့ပြီးစစ်ပွဲရဲ့အလွှဲအပြောင်းဖြစ်စေခဲ့ပါတယ်။ပိုလန်နဲ့ဒီလိုအစောပိုင်းပံ့ပိုးမှုမရှိပဲဆိုရင်စစ်ပွဲဟာဘယ်လောက်ကြာသွားမလဲလူဘယ်နှယောက်ထပ်မံအသက်ဆုံးရှုံးရမလဲဆိုတာဘယ်သူမှမပြောနိုင်ပါဘူး။ဒါဟာတမိုင်းမှာမေးလျော့ခံထားတဲ့သူရဲကောင်း3ဦးရဲ့မယုံနိုင်စရာဇာတ်လမ်းတစ်ပုဒ်ပါပဲ။နောက်တစ်ချက်ကတော့ Viktor Pilecki လို့ခေါ်တဲ့မယုံကြည်နိုင်စရာကောင်းတဲ့ပိုလန်စစ်သားတဦးအကြောင်းပါ။သူဟာတမိုင်းမှာအထူးခြားဆုံးသူရဲကောင်းတွေထဲကတဦးလို့ပြောလို့ရပါတယ်။သူရဲ့ရဲစွမှုကတော့ဒုတိယကမ္ဘာစစ်အတွင်းဂျာမန်တွေရဲ့တေချင်းတရားစခန်း Auschwitz ထဲကိုကိုယ့်ဘာသာကိုစန္ဒအလျောက်ဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်လဲViktor Pilecki ဟာပိုလန်မြေအောက်တပ်မော်တော်ရဲ့အရာရှိတဦးပါ။သူဟာ Auschwitz စခန်းထဲမှာဂျူးလူမျိုးတွေအပေါ်ဘယ်လိုရက်စက်ကြမ်းကြုတ်မှုတွေလှုပ်ဆောင်နေတယ်ဆိုတာကိုသိရှိခဲ့ပြီးကမ္ဘာကိုအမှန်တရားဖော်ထုတ်ပြဖို့လိုအပ်တယ်လို့ခန်းစားခဲ့ရပါတယ်။ဒါကြောင့်သူဟာ1940ခုနှစ်စက်တင်ဘာလမှာဂျာမန်တွေရဲ့ဖမ်းဆီးခြင်းကိုခံရတဲ့ပုံစံမျိုးနဲ့ Auschwitz ထဲကိုဝင်ရောက်ခဲ့ပါတယ်။ Auschwitz ထဲမှာ Pilecki ဟာမြေအောက်ခုခံရေးကွန်ရက်တစ်ခုကိုတည်ဆောက်ခဲ့ပါတယ်။သူဟာစခန်းတွင်းကအချက်အလက်တွေအကြမ်းဖက်မှုတွေတေဆုံးမှုနှိမ်တွေအကြောင်းအသေးစိတ်အစီရင်ခံတွေကိုပြင်ပတ်ကိုရှုဝက်ပေးဖို့နိုင်ခဲ့ပါတယ်။သူ့ရဲ့အစီရင်ခံတွေကကမ္ဘာကို Auschwitz ရဲ့အမှန်တရားကိုပထမဆုံးသိရှိခဲ့ရတာပါ။ဒါပေမဲ့စစ်မဟာမိတ်တွေကသူ့ရဲ့တည်င်းအချက်အလက်တွေကိုအစားပိုင်းမှာမယုံကြည်ခဲ့ကြပါဘူး။လူသားတွေဒီလောက်ရက်စက်နိုင်တယ်ဆိုတာကိုသူတို့ယုံဖို့ခက်ခဲခဲ့လို့ပါ။ Pilecki ဟာ Auschwitz ထဲမှာနှစ်ခွဲကြာနေထိုင်ပြီးရဲစွန့်စွာထောက်လှမ်းရေးလုပ်ငန်းတွေလုပ်ဆောင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာ1943ခုနှစ်ဧပြီလမှာထူးခြားတဲ့နည်းလမ်းနဲ့ Auschwitz ကနေထွက်ပြေးခဲ့ပါတယ်။သူရဲ့ရည်ရွယ်ချက်ကဂျာမန်တွေရဲ့ရက်စက်မှုကိုကမ္ဘာသိအောင်ဖော်ထုတ်ဖို့နဲ့စစ်မဟာမိတ်တွေကစခန်းကိုလာရောက်ကဲဆယ်ဖို့တိုက်တွန်းဖို့ပဲဖြစ်ပါတယ်။သူဟာအသက်ရှင်လျက်ထွက်ပြေးနိုင်ခဲ့ပေမဲ့သူ့ရဲ့သတင်းစကားတွေကိုအပြည့်အဝအရေးမယူခဲ့ကြပါဘူး။ Viktor Pilecki ရဲ့လုပ်ရက်ကလူသားမျိုးနွယ်ရဲ့အကြီးမားဆုံးအမောင်ထူထဲမှာတောင်မယုံနိုင်စရာကောင်းတဲ့ရဲစွမှုနဲ့တပ်တွေကိုပြသခဲ့တာပဲဖြစ်ပါတယ်။တတိယရှုပ်ဝက်ချက်ကတော့ပိုလန်မြေအောက်နိုင်ငံ Polish Underground State အကြောင်းပါ။ဒါဟာဒုတိယကမ္ဘာစစ်အတွင်းသိမ်းပိုက်ခံရောပါမှာအကြီးမားဆုံးနဲ့အဖွဲ့အစည်းအကောင်းဆုံးမြေအောက်ခုခံရေးလှုပ်ရှားမှုဖြစ်ပါတယ်။မြေအောက်တပ်မတော် Home Army Craiova ကစစ်ရေးအရာခုခံခဲ့တယ်လို့မြေအောက်နိုင်ငံဟာလည်းသူ့ဘာသာသူအစိုးရဖတ်တော်တရားရုံးတွေကျောင်းတွေနဲ့ယဉ်ကျေးမှုလုပ်ငန်းတွေကိုပါရှုပ်ဝက်စွာလှုပ်ဆောင်ခဲ့ပါတယ်။ဒီမြေအောက်နိုင်ငံဟာသိမ်းပိုက်သူတွေရဲ့ဖိနှိပ်မှုအောက်မှာတော့ပိုလန်ရဲ့အချုပ်အခြာအာဏာနဲ့လွတ်လပ်မှုကိုထိန်းသိမ်းထားဖို့ကြိုးစားခဲ့တာပါ။သူတို့ဟာရှုပ်ဝက်စားတင်ကျောင်းတွေဖွင့်လှစ်ပြီးပိုလန်ရဲ့တမိုင်းနဲ့ယဉ်ကျေးမှုကိုတင်ပြပေးခဲ့ပါတယ်။ဒါအပြင်သူတို့ဟာဂျာမန်တွေရဲ့လုပ်ရက်တွေကိုမှတ်တမ်းခဲ့ပြီးပြင်ပကမ္ဘာကိုတည်င်းအချက်လက်တွေပေးပို့ခဲ့ပါတယ်။ဒီလိုအဖွဲ့အစည်းအကောင်းဆုံးမြေအောက်လှုပ်ရှားမှုမျိုးကတမိုင်းမှာရှာရခက်ပါတယ်။ဒီမြေအောက်နိုင်ငံရဲ့အရေးပါတဲ့အစိပ်ပိုင်းတစ်ခုကတော့စစ်ကိုတာလို့ခေါ်တဲ့ဂျူးလူမျိုးရာကဲဆယ်ရေးကောင်စီပဲဖြစ်ပါတယ်။ဒါဟာသိမ်းပိုက်ခံရောပါမှာဂျူးတွေကိုကူညီကဲဆယ်ဖို့အတွက်နိုင်ငံတော်ကနေစီစဉ်ပြီးတာဝန်ဖွဲ့စည်းထားတဲ့တခုတိုးသောအဖွဲ့အစည်းဖြစ်ပါတယ်။သူတို့ဟာဂျူးကလေးပေါင်းများစွာကိုရှုပ်ဝက်စွာကဲဆယ်ပြီးလုံခြုံတဲ့နေရာတွေမှာဖွက်ထားပေးခဲ့ပါတယ်။ Irina Sandler လို့ခေါ်တဲ့တတိရှိသောအမျိုးသမီးတဦးဟာစစ်ကိုတာအဖွဲ့ရဲ့အဓိကခေါင်းဆောင်တဦးပါ။သူမဟာဝါစာမြို့ကဂျူးလူမျိုးတွေနေထိုင်ရာရပ်ကွက်ဝါဆော့ကက်တိုထဲကကလေးပေါင်း2500ကျော်ကိုကဲဆယ်နေခဲ့ပါတယ်။သူမဟာကလေးတွေကိုရှုပ်ဝက်စွာကားအမောက်ပုံတွေဂီတာပုံတွေထဲထည့်ပြီးရပ်ကွက်အပြင်ကိုခိုးထုတ်ခဲ့ပါတယ်။ကလေးတဦးစီရဲ့နာမည်နဲ့မိဘနာမည်တွေကိုမှတ်တမ်းခဲ့ပြီးဖန်ပူလင်းတွေထဲထည့်ကမြေကြီးအောက်မှာမြုပ်နှံထားခဲ့ပါတယ်။ဒါမှစစ်ပြီးရင်မိဘတွေနဲ့ပြန်လည်ဆုံရည်နေရောက်လို့ပါ။သူမရဲ့ဒီလိုလုပ်ရက်တွေကလူသားချင်းစာနာမှုရဲ့အမြင့်ဆုံးဆန်နွယ်ကိုပြသခဲ့တာပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ပိုလန်ဟာ V2 တုံးရည်ရဲ့ရှုပ်ဝက်ချက်တွေကိုစစ်မဟာမိတ်တွေစီဘယ်လိုပေးအပ်ခဲ့တယ်ဆိုတာကိုပြောပြချင်ပါတယ်။ဂျာမနီဟာ V2 တုံးရည်တွေကိုတီထွင်ပြီးဗြိတိန်ကိုတိုက်ခိုက်နေချိန်မှာပိုလန်မြေအောက်တံတော်ဟာဒီတုံးရည်တွေရဲ့အစိပ်ပိုင်းတွေကိုရှုပ်ဝက်စွာရှာဖွေစုဆောင်ခဲ့ပါတယ်။ Operation Most 3လို့ခေါ်တဲ့ရှုပ်ဝက်စစ်စင်ရေးတစ်ခုနဲ့သူတို့ဟာ V2 တုံးရည်ရဲ့အစိပ်ပိုင်းတွေကိုလေယာဉ်နဲ့ရှုပ်ဝက်စွာထည့်ဆောင်ပြီး British ထောက်လှမ်းရေးတွေကိုပေးအပ်နိုင်ခဲ့ပါတယ်။ဒီအချက်အလက်တွေကြောင့်စစ်မဟာမိတ်တွေဟာ V2 တုံးရည်ထုတ်လုပ်တဲ့နေရာတွေကိုဖျက်ဆီးနိုင်ခဲ့ပြီးထောင်ပေါင်းများစွာသောအသက်တွေကိုကယ်ဆယ်နိုင်ခဲ့ပါတယ်။မိတ်ဆွေတို့ဒီနေ့ကျွန်တော်တို့ပြောပြခဲ့တဲ့ပိုလန်နိုင်ငံရဲ့ရှုပ်ဝက်ချက်တွေဟာဒုတိယကမ္ဘာစစ်အတွင်းပိုလန်လူမျိုးတွေရဲ့မယုံနိုင်စရာတတ်ပြီးဉာဏ်ကြီးဉာဏ်တွေနဲ့မဆုံးမနစ်ကြိုးစားအားထုတ်မှုကိုပြသနေပါတယ်။သူတို့ဟာရန်သူနှစ်ဖက်ရဲ့ဖိနှိပ်မှုအောက်မှာရှိနေပေမဲ့လည်းလွတ်လပ်မှုအတွက်လူသားမျိုးနွယ်အတွက်ရဲရဲဝံ့ဝံ့ရပ်တည်ခဲ့ကြပါတယ်။
ဒီလိုမေးလို့နေတဲ့သူရဲ့ကောက်ရဲ့ဇလန်တွေဟာကျွန်တော်တို့ကိုပါတင်ခန်းစားနေပေးတယ်။အမောင်ပိုင်းဆုံးအခြေအနေတွေမှာတော့လူသားရဲ့စိတ်ဓာတ်ဟာဘယ်တော့မှမကျဆုံးဘူးဆိုတာကိုပြသနေပါတယ်။လွတ်လပ်ခြင်းရဲ့တန်ဖိုးလူသားချင်းစာနာထောက်ထားမှုရဲ့အရေးပါပုံနဲ့မှန်ကန်တဲ့အရာအတွက်ရပ်တည်ဖို့တတိရှိခြင်းရဲ့အရေးပါပုံတွေကိုဒီဇလန်တွေကကျွန်တော်တို့ကိုတတိပေးနေပါတယ်။ဒီအကြောင်းအရာတွေကမိတ်ဆွေတို့အတွက်စိတ်ဝင်စားစရာဖြစ်မယ်လို့မျှော်လင့်ပါတယ်။ဒီလိုတမိုင်းဝင်ဇလန်တွေအကြောင်းပိုသိချင်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ပြီးဒီဗီဒီယိုကို like and share လုပ်ဖို့မမေ့ပါနဲ့လို့ပြောကြရေးဒီနေ့အတွက်နှိကုံချုပ်လိုက်ပါတယ်ဗျာ။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။